2013 ခုနှစ်မှာကနေဒါနိုင်ငံ Los Angeles မြို့ရှိဟော်တယ်တစ်ခုမှာအသက်22နှစ်ရှိတဲ့မိန်းကလေးတစ်ယောက်ပျောက်ဆုံးသွားခဲ့တယ်။သူမနာမည်ကအဲလီဆာလန်ပဲဖြစ်ပါတယ်။သူမကိုနောက်ဆုံးတွေ့ခဲ့တာကဟိုတယ်ရဲ့ဓာတ်လေကားထဲမှာရှိနေခဲ့တာကို CCTV မှတ်တမ်းမှတွေ့မြင်ခဲ့ရတယ်။သူမကတယောက်တည်းခီးထွက်ရတာကိုကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီးဒီခီးမှာတော့ Caesar ဟော်တယ်လို့ခေါ်တဲ့နာမည်ကြီးဟော်တယ်တစ်ခုမှာနေခဲ့တယ်။အစာပိုင်းမှာတော့အားလုံးပုံမှန်ပဲဖြစ်နေခဲ့တယ်။ဒါပေမဲ့ဇန်နဝါရီ31ရက်နေ့မှာအဲလီဆာလန်ကသူမမိသားစုနဲ့အဆက်အသွယ်မလုပ်တော့ဘူး။သူမရဲ့မိဘတွေကစိုးရိမ်လာပြီးရဲစခန်းကိုအကြောင်းကြားလိုက်ကြတယ်။ဒီဟော်တယ်ဟာလည်းအရင်ကတည်းကလူတက်မှုတွေဖြစ်ခဲ့ဘူးတာကြောင့်နာမည်ကြီးနေခဲ့တယ်။ Los Angeles ရဲစခန်းကဟော်တယ်တစ်ခုလုံးကိုတွားရောက်စစ်ဆေးခဲ့ကြတယ်။ဒါပေမဲ့သူမကိုဘလို့မှရှာမတွေ့ခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာဒီဖြစ်စုကိုအပြောင်းလဲဖြစ်စေတဲ့ရုပ်သံဖိုင်တစ်ခုထွက်လာတယ်။အဲ့ဒါကဟော်တယ်ဓာတ်လေကားတွေက CCTV မှတ်တမ်းကနေဖြစ်ပါတယ်။ရုပ်သံဖိုင်ထဲမှာအဲလီဆာလန်ကအရန်ထူးဆန်းတဲ့အပြုအမူတွေကိုပြုလုပ်နေခဲ့တာကိုတွေ့ခဲ့ရတယ်။အဲ့ဒါကတော့ဓာတ်လေကားခလုတ်တွေကိုတစ်ခုပြီးတစ်ခုဆက်တိုက်နှိပ်နေတယ်။ဓာတ်လေကားကနေဝင်လိုက်ထွက်လိုက်လုပ်နေတယ်။တယောက်ယောက်နဲ့ပြောနေသလိုလက်အမူအရာတွေလည်းပြနေတယ်။ဒါပေမဲ့ကင်မရာထဲမှာတော့သူမတစ်ယောက်တည်းပဲမြင်ရတယ်။ဒီရုပ်သံမှတ်တမ်းကအင်တာနက်ပေါ်မှာအရန်နာမည်ကြီးသွားပြီးလူတွေကြားမှာ horror mystery တစ်ခုဖြစ်လာခဲ့တယ်။အချိန်တစ်ခုကြာပြီးနောက်ဟော်တယ်မှာနေတဲ့ဧည့်သည်တွေကတခုခုမူမမှန်ဘူးလို့စတင်ခံစားလာကြတယ်။ရေကအနက်မကောင်းဘူး။အရသာလည်းပြောင်းနေတယ်။ရေရဲ့အယောင်တောင်နောက်လာတယ်။ staff တွေကအမိုးပေါ်မှာရှိနေတဲ့ရေတိုလောင်ကန်ကိုတွားစစ်ဆေးတဲ့အချိန်မှာသူတို့ကမယုံနိုင်စရာကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့အဲလီဆာလန်ရဲ့တေဆုံးနေတဲ့ခန္ဓာကိုယ်ကိုရေတိုလောင်ကန်ထဲမှာတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဒီဖြစ်စုကအဲ့ဒီနေရာမှာလည်းမဆုံးသေးဘူးပိုပြီးထူးဆန်းတာတွေရှိလာတယ်။ဒီအချက်တွေကြောင့်လူတွေကလူတက်မှုလှုပ်ဝက်ဆန်းကျဲသောအမှုလောက်ကျန်မှုစတဲ့ theory မျိုးစုံထုတ်လာကြတယ်။ဒါပေမဲ့လည်းရဲစခန်းရဲ့အစီရင်ခံစာအရတော့သူမရဲ့တည်ဆုံးခြင်းကိုမတော်တဆတည်ဆုံးခြင်းလို့ပဲသတ်မှတ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာသိလာတာကအဲလီဆာကစိတ်ကျန်းမာရေးယောဂတစ်ခုဖြစ်တဲ့ bipolar disorder ယောဂတစ်မျိုးရှိနေခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်သူမရဲ့အပြုအမူတွေက CCTV မှတ်တမ်းထဲမှာထူးဆန်းနေခဲ့နိုင်တယ်လို့ဆိုကြတယ်။ဒါပေမဲ့ဒီနေ့အထိလူတွေကတကယ်ဘာဖြစ်ခဲ့လဲဆိုတာမယုံနိုင်သေးပါဘူး။တကယ်ပဲသူမကမတော်တဆဖြစ်ခဲ့တာလားဒါမှမဟုတ်တယောက်ယောက်ကပါဝင်ပတ်သက်နေခဲ့ပြီးလောက်ကျန်မှုဖြစ်ခဲ့တာလားမိတ်ဆွေတို့ကဘယ်လိုထင်ကြလဲအခုလိုစိတ်ဝင်စားစရာကောင်းလွန်းတဲ့ဖြစ်ရမှန်မှုခင်းသတင်းတွေနဲ့ဗဟုသုတရစရာတွေကိုနားထောင်ရတာကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like subscribe လေးနှိပ်ပြီးဘာတင်သိရအောင်ခေါင်းလောင်းလေးပါနှိပ်ခဲ့ကြပေးပါနော်အဆုံးထိနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်